ဝါဒနာနဲ့ဝမ်းစာထပ်တူကြတယ်ဆိုတာဒီလိုအလုပ်မျိုးပြောရနေမှာဗျမရှိတော့ကြည့်လိုက်ဗျဒီမှာအလုပ်လုပ်ရင်လည်းဒီမှာကြည့်အောင်အလုပ်လဲလုပ်ဝင်ငွေလဲရဝမ်းလဲဝါဆိုတာဒါပေါ့ကြာဒီမှာကြည့်အောင်အလုပ်လဲလုပ်နေရတယ်ငါးလေးတွေဟင်းစားရတယ်ဒေတာမဟုတ်ဘူးနော်ဒါတွေမဟုတ်ဘူးတစ်ချက်အနေထားကိုလည်းကြည့်လောက်မကြုံနောက်တစ်ခါထပ်ကော်တယ်ကြည့်တယ်များဘာလဲအဲ့ဒါဘာငါးလဲခုံးမကြီးလားဒါဟိုတွေမှမလို့တော့ဒါအနည်းဆုံးလက်လေးလုံးလောက်တော့ရှိတော့တယ်ငါဟုတ်ဘက်ကငရမ်းနဲ့တူတယ်ကြည့်အောင်များဒါလိုမျိုးအလုပ်မျိုးဆိုတာဒါဝါဒနာနဲ့ဝမ်းသာထပ်တူကြတဲ့အလုပ်ဆိုတာဒီလိုလုပ်ကိုပြောရပဲနေမှာသိလားတကယ်ဗျာမိုက်တယ်ငါးနေရာလေးနော်ဘယ်တော့ပိုးလိုက်လေဗျာကျုံအော်တိုက်နေတာကျုံထက်ရရမျိုးကော်လိုက်တိုင်းလို့မျိုးပဲရနေရမျိုးပေါ့နော်ဒီလိုမျိုးလုပ်မျိုးလေးလှုပ်ချင်လားလှုပ်ချင်တယ်ဆိုလို့ရှိရင်ခြာပြီးလောက်ကြပါတော့ကွာကူတကယ်မိုက်တဲ့လှုပ်တွေပေါ့ညာလူလုံးမျိုးနေနော်ဘယ်လောက်မိုက်လိုက်ကျုံဒီထက်မှဒီမှာတော့ပါတယ်ကြကိုယ်တိုင်းအောင်ပါနေရတော့ကျုံ9ရက်လောက်လောက်ကြီးရှိတယ်ဒီလောက်လူကြီးလက်ကြီးနဲ့ကင်တာတော့မှလက်ကိုပြည့်နေတာဒီမိုက်တယ်နော်မိုက်တယ်ကြာလူလုံးမျိုးတွေခေါ်ရင်လိုရင်ခေါ်ကြပါဦးလို့ကျွန်တော်လည်းဝါဒနာပါရောနော်ပါလာပြန်ပြီမိုက်တယ်ဒီကဲဆောင်းရမိုက်တယ်ဗျာလူလုံးတွေအားကြနေလားကြည့်လိုက်အောင်ဘရိုးပဲသုံးဒီဆက်ကြည့်လိုက်တော့ဗျာကျွန်တော်မပြောတတ်တော့ဘူးတကယ်ကြုံကြီးချင်းလက်မောင်းလောက်ကြီးရှိရနော်အဲ့လူလက်မောင်းလောက်ရှိရလက်မောင်းတော့မကောက်ဘူးလားလက်ကတော့သိနေတယ်ဗျာငရမ်းကြီးကြုံဆောင်းရမိုက်တယ်လို့တကယ်ပဲဒါပဲဝါဒနာနဲ့ဝမ်းသာထပ်တူကြသွားတာမျိုးဆိုတာဒါမျိုးပြောတာနေမှာကူမမမြင်ဘူးတော့တယ်ဆောင်းရမိုက်ဗျာကြုံထပ်ကောဦးမှာပဲကောတာပဲဟောနောက်တစ်ကောင်နေမှာဟိုဒိုင်ဘုတ်ကြီးနဲ့ဘာလာလောက်ပြီဟိုမှာမချရသေးဘူးရှင်းတော့နဲ့တွေ့လားပြောရတဲ့အတိုင်းမှာတွေ့လားတကောင်ပဲနမူနာပဲရှိတယ်နော်ဟိုတွေကမပါသေးဘူးပါလောက်တယ်တခါနေပုံထောက်တော့မွေတွေရောလားပဲအတော်ဆိုးနေပြီဟုတ်တယ်တွေ့လားမိုက်တယ်တကယ်ပဲပြန်ရောင်းမိမယ်နော်လိုချင်တဲ့သူများရှိရင်ချက်ပေါက်ကနေဆက်သွယ်လာပါအားလုံးပဲရောင်းမိမှမဟုတ်ဘူးနော်ကျွန်တော်ဒီတိုင်းမဲ့ဖရီးပို့ပေးလိုက်မယ်ပေါ့နော်ငါးကြီးမိုက်တယ်ဗျာဒါလက်ဆက်နဲ့ organic ဆိုတာဒါပြောရနေမှာတလားorganic တွေရမယ်